မေဒီမှာ bikini hair remover ကိုလုပ်ပြီးသွားရင်တော့ဒီမှာ swimsuit တွေပဲဝတ်တော့ဒီနေ့ဒေါက်တာအိမ်မှာပီကိုလေးစားလာဖြစ်တာပါဗီတာမင် treatment လည်းလုပ်တယ်ဒေါက်တာအိမ်မလာဘယ်လောက်ရှိပါလဲ10လတော့ရှိပဲခုနောက်မှကြည့်လိုက်တာအဲ့ဒါလေးကိုခီးတွေရန်ပါတော့တားကြီးကခေါင်းကွမ်းဖြစ်နေလို့ရမ်းလာပါဒေါက်တာအိမ်မှာလာလုပ်တာပါပြင်ကြမယ်တော့ဘာလို့လုပ်ဆိုတာနော်ဝါနေရတယ်ပြင်စိတ်ကြိုက်ဆိုင်နေလားဆိုင်နေမောင်လေးမမပြင်စိတ်ကြိုက်နေတယ်လို့ပန်းတောင်လေးလာနန်းနေတယ်လို့ပဲကိုယ်အဲ့လိုပဲခံစားလိုက်တယ်ဒီနေ့တော့ထားရည်စင်းငန်းနေလေးဖြစ်စီနေတော့ဒီတန်တန် whitening drip လေးလာတင်တာပါအပြီးတော့မျက်နှာ treatment လုပ်ပါမယ်ဒီတော့ထားတော့ဒီလာရေးဆက်ခါဒီရနာကိုဒီမှာကို treatment လုပ်သွားပြီဆိုတော့အခု Christmas နဲ့ Happy New Year ကိုဒီမှာ lucky draw လေးကိုဘလာမပါဘူးเนาะလာမပါဆိုတော့ကဲဆက်ထားပြလေးဘာဝဟာဟဲ့ခွင့်ပြုရတယ်ပါလေးလေဒီစားတယ်ပါတီးလိုက်တော့ကောင်းပါနေဘယ်ဟုတ်လားဘယ်လိုပဲမနေရပါလေချိုင်းလားဒီကနေ့အမေဒီမှာ bikini hair remover ကိုလုပ်ပြီးသွားရင်တော့ဒီမှာ swimsuit တွေပဲဝတ်တော့အမလေးစစ်တဲ့ဘက်ကိုမှ bikini အဲ့တခါလို့သွားလို့ရတခါလေးလေးခါလေးလို့သွားမယ်အဲ့စီအောင်လားအော်နေလို့ဒေါက်တာအိမ်မှာ Christmas အတွက်ကော Happy New Year အတွက်ကော80%ရာခိုင်နှုန်း90%ရာခိုင်နှုန်း50%ရာခိုင်နှုန်းအထူး promotion တွေရှိတဲ့အတွက်ကြောင့်2025ကိုအဲ့ဒါလေးဖြတ်တန်းကြပါနော် Okay bye bye